အားလုံးပဲမင်္ဂလာပါ Man City Football မြန်မာ page နဲ့ PN channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်တို့ Super Sunday ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ England Premier League ပွဲစဉ်20ကျွန်တော်တို့ Man City နဲ့ Chelsea အသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်ကျွန်တော်တို့ Man City နဲ့ Chelsea အသင်းတို့ကဆိုလို့ရှိရင် England Premier League ပွဲစဉ်20ကျွန်တော်တို့မလေးစံတော်ချိန်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တနင်္လာနေ့မနက်တနင်္လာပွဲမှာကံမယ်မြန်မာအချိန်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေနေ့ည7:00 နာရီမှာကံမဲ့ပွဲဒီပွဲဆိုရင်ကျွန်တော် Man City အသင်းဟာရမှတ်41မှတ်နဲ့အဆင့်2နေရာမှာရပ်တည်နေတယ်ကျွန်တော် Chelsea အသင်းကတော့ရမှတ်30နဲ့အဆင့်5နေရာမှာရပ်တည်နေတယ် Man City ကတကယ်တမ်းဆိုလို့ရှိရင် RE ကိုတောက်လျှောက် push လုပ်ခဲ့ပြီးတော့မှအခုကျွန်တော်တို့ Sunderland နဲ့ပွဲမှာတည်ကြသွားတယ်ဒီပွဲမှာတည်ကြသွားတဲ့အပေါ်မှာ Man City အနေနဲ့တော်လေးကိုနင်နာမှုတော့ရှိတယ်ဒါပေမဲ့ပြောဖို့လည်းခက်တယ်ဒါကတော့ကိုညံ့လို့ဖြစ်တဲ့ပြဿနာသိရမလားဟိုဘာကြောက်ဆိုပြီးပြောရဆိုတာထက်ကိုသိရမလားကျွန်တော်တို့နီးပြကြီးရဲ့ဖင်ရမှုအာမခံမရတဲ့ပြဿနာပဲအခုတော့စာဗီညိုကိုများဒီပွဲမှာများပွဲထွက်လူစင်းမှာပါလာမယ်ဆိုလို့ရှိရင်တော့ထပ်ပြီးတော့ကျွန်တော်တို့ Man City အနေနဲ့ကြီးကွဲစရာတွေဖြစ်လာလိမ့်မယ်ဒါပေမဲ့ပြောမယ်ဆိုရင် Man City ကဒီနှစ်မှာတော့အင်ကွင်းအဝေးကွင်းနဲ့ရွေးတယ်လို့ပြောလို့ရတယ်အရင်နှစ်ကလိုမျိုးပြီးခဲ့တဲ့နှစ်တွေကလိုမျိုးအင်ကွင်းအဝေးကွင်းမရွေးဘဲနဲ့ Man City ကနိုင်ပွဲရှာနေတဲ့အသင်းမဟုတ်လို့ခံစားရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဇက်တိုက်ကိုကြည့်လိုက် Man City ရဲ့ရလက်ဆိုးတဲ့ပွဲတွေအားလုံးကိုလိုက်ကြည့်လို့ရှိရင်အဝေးကွင်းရလက်အချိန်နည်းနည်းဆိုးတယ်အင်ကွင်းကတော့ကျွန်တော်တို့စပါးတင်းကိုပဲရှုံးခဲ့တယ်ကျန်တဲ့တင်းတွေကိုတောက်လျှောက်မရှုံးခဲ့ဘူးအနိုင်နဲ့တည်ကစားခဲ့တယ်ဒါပေမဲ့အဝေးကွင်းမှာဆိုလို့ရှိရင် Man City ကရှုံးထားရှိတယ်လို့ပြောလို့ရတယ်အခုနောက်ပိုင်းဖြစ်လာတဲ့ပွဲတွေကိုကြည့်ရင်သိရတယ်နောက်ပြီးတော့ကျွန်တော်တို့ Haaland တယောက်ဂိုးပေါက်ပြောင်းနေတဲ့အပေါ်လဲနည်းနည်းလေးစိုးရိမ်မိတယ် Haaland ဂိုးပေါက်ပြန်တဲဖို့လဲလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားဂိုးပေါက်တဲလို့ရှိရင် Man City ကပြောမယ်ဆိုရင်2ဂိုးလား3ဂိုးလားဆိုလဲဟုတ်တယ်အခု Haaland ဂိုးပေါက်ပြောင်းနေတဲ့အပေါ်မှာ Man City အတွက်စိုးရိမ်စရာတော့ရှိတယ်ကျွန်တော်နောက်တစ်ခုကြည့်ရမယ်ဆိုရင် Man City နဲ့ကျွန်တော် Chelsea အသင်းရဆိုလို့ head to head ကိုကြည့်မယ်ဆိုရင်34ကြိမ်တွေ့ခဲ့မှုတယ်အဲ့ဒီအချိန်မှာ Man City က26ကြိမ်နိုင်ပြီးတော့Chelsea ကတော့12ကြိမ်နိုင်တာတယ်တေး6ကြိမ်ကြာထားတယ်အဲ့ဒါကိုကြည့်ရမယ်ဆိုရင် Man City နဲ့ Chelsea တွေ့ဆုံမှုမှာ Man City ကတာတယ်လို့ပြောလို့ရတယ်တာလဲတာခဲ့တယ်အခုနောက်ဆုံးကစားသွားတဲ့ Premier League 5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင် Chelsea ကတပွဲမှမနိုင်တာဘူး Man City က3ပွဲနိုင်ထားတယ် Chelsea ကတပွဲမှမနိုင်တာဘူးနှစ်ပွဲတေးကြာထားတယ်အဲ့ဒါကိုကြည့်ရမယ်ဆိုရင် Chelsea အနေနဲ့နီးပြအပြောင်းလဲတွေအများကြီးလုပ်တာတော့ဘာလို့လဲဆိုရင်တော့လက်ခံပြီးလို့တော့ရတယ်ဒါပေမဲ့ Man City ပြီးခဲ့တဲ့နှစ်ကကျသွားတာတော့မှ Chelsea ကိုနှစ်ကြောက်လို့နိုင်ခဲ့တယ်အဲ့ဒါကိုကြည့်ရမယ်ဆိုရင် Chelsea က Man City တက်ပိုကျနေတယ်လို့ပြောလို့ရတယ်ထပ်ပြီးတော့ Chelsea မှာပြဿနာကအခုဘာလဲဆိုတော့နီးပြ Enzo Maresca က Chelsea ကနေပြီးတော့နှစ်ဦးသဘောတူလို့လမ်းခွဲလိုက်တယ်ပြောမယ်ဆိုလို့ရှိရင်ဟိုထုတ်ပယ်လိုက်တာမဟုတ်ထုတ်ပယ်လိုက်တယ်ဆိုတဲ့ပုံစံကကြတော့အေးမင်းငါတို့အတင်းကိုမကိုင်းနဲ့မင်းထွက်တော့ဆိုပြီးမောင်းထုတ်လိုက်တာဒါပေမဲ့စာချုပ်ပါအချက်လက်ရသူ့ကိုလာစာပေးရမယ်သူတခြားအသင်းကိုသွားမကိုင်မချင်းသူ့ကိုလာစာပေးရမယ်အခုဟာကကြတော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့နှစ်ဦးသဘောတူလမ်းခွဲလိုက်တာရတယ်ငါကလည်းဒီတင်းမှာဆက်ပြီးနီးမပြနိုင်ဘူးမင်းတို့ကလည်းဆက်ပြီးတော့ငါ့ကိုနီးမပြစေချင်တော့ဘူးအဲ့တော့ငါတို့နှစ်ယောက်လမ်းခွဲလိုက်တာပိုကောင်းမယ်နောက်မဆိုရင်ဒီအသင်းကပိုပြီးရလက်ဆိုးသွားမယ်ဆိုတဲ့သဘောမှရှိတယ်ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ Enzo Maresca ထွက်သွားတဲ့အပေါ်ကကျွန်တော်တို့ Man City ဘက်မှာပါပြန်ပြီးတော့တက်ရောက်မှုကြီးမားတွေဖြစ်လာနိုင်တယ်လို့အမြင်မိတယ်ကျွန်တော် Man City နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင် Man City က4ပွဲနိုင်တာတယ်ဒီပွဲပဲတည်ကြထားတယ်အဲ့တည်ကြထားတဲ့အသင်းကလည်းပြီးခဲ့တဲ့ဘက်က Sunderland ကိုတည်ကြခဲ့တာ Chelsea ကိုကြည့်ရမယ်ဆိုရင် Chelsea ကနောက်ဆုံး5ပွဲကစားခဲ့ရမှာသူတို့2ပွဲနိုင်တယ်2ပွဲတည်ကြတယ်1ပွဲရှုံးထားတယ်အဲ့တော့ Chelsea ရဲ့အခြေအနေကတိတ်တော့မကောင်းဘူးနောက်ပိုင်းရလက်တွေဆိုးလာတယ်ဒါကပြောမယ်ဆိုရင် Chelsea အနေနဲ့ကျွန်တော် RE နဲ့ပွဲကိုကြည့်ပြတယ် RE နဲ့ပွဲမှာ Chelsea တည်ကြသွားတယ်တေးကစားခဲ့တယ်အဲ့ဒီပွဲမှာဆိုလို့ရှိရင် Chelsea တယောက်နဲ့ဆော့ခဲ့တာတယောက်မရောက်ဘူးဆိုရင် RE တောင်မချောင်လောက်တဲ့ခြေစွမ်းမျိုးကိုပြခဲ့တာဒါပေမဲ့ကျွန်တော်ပြောချင်တာကအဲ့ဒီပွဲမှာတုန်းကကျွန်တော်ပွဲပြီးအမြင်လဲကျွန်တော်အမြင်ကိုပြောကျွန်တော်ပြောတယ် RE မှာ sorry RE တော့ဖြစ်တယ်ကျွန်တော်အဲ့ပွဲမှာကျွန်တော်တခုပြောခဲ့တယ်ပွဲပြီးသွားတော့ဘာလဲဆိုတော့ Chelsea ကမကောင်းဘူးကောင်းတယ်အသင်းကြီးနေတွေ့ဘူးကောင်းတယ်ဒါပေမဲ့ Chelsea က consistency မရှိဘူး Chelsea ရဲ့ပုံမှန်ခြေစွမ်းအရေးအသွေးမမီဘူးအဲ့တော့ Chelsea အနေနဲ့ကထပ်ပြီးတော့ဒီအသင်းငယ်တွေနဲ့တွေ့လို့ရှိရင်အနိုင်ယူနိုင်တာနောက်ပြီးတော့နိုင်တဲ့တဲ့ပွဲတွေကိုအနိုင်ယူဖို့လိုအပ်တယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီအတိုင်းပဲ Chelsea ကအဲ့ဒီပွဲပြီးတဲ့နောက်ပိုင်းမှာရလက်တွေအချိန်တွေတိတ်မကောင်းခဲ့ဘူးအခုကျွန်တော်တို့ Man City နဲ့ Chelsea နဲ့တွေ့တဲ့အချိန်မှာဒီပြ Enzo Maresca လည်းထွက်သွားတယ်ဆိုတော့Man City အနေနဲ့တော့အများကြီးအားသက်ချက်တွေအများကြီးရှိတယ် Chelsea မှာကကျွန်တော်စိတ်ထင်ဒုတိယနီးပြပဲနီးပြလုံးမယ်လို့တော့ကျွန်တော်မြင်မိတယ်အခုဒီပွဲကိုကြည့်ရမယ်ဆိုရင် Man City အနေနဲ့ကတော့ Chelsea ကိုပောက်ကွဲမယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲကသူတို့နိုင်ကျင်လို့လည်းဒုတိယပိုင်းမှာအသေးလဲဆော့တာအသေးလဲဖိတာပထမပိုင်းမှာတော့ငမြောက်ငချောက်လုပ်ခဲ့တာမှန်တယ်ဒါပေမဲ့ဒုတိယပိုင်းမှာရေးလဲဖိပြီးရေးလဲဆော့တာပြီးတော့ကျွန်တော်တို့ Man City မှာ Rodri လည်းပြန်လာပြီဒူကူလူလည်းပြန်လာပြီအဲ့တော့ Man City ရဲ့အစုအဖွဲ့ကပြန်ပြီးတော့တည်ငြိမ်လာမယ်လို့တော့ကျွန်တော်မြင်မိတယ်ထပ်ပြီးတော့ Guardiola ငမြောက်ငချောက်မလုပ်ဘူးဆိုရင်ဘာပြဿနာမှမတက်ဘူးကျွန်တော်အမြင်ပြောမယ်ဆိုရင် Guardiola မှာတောက်တင်းတဲ့လူစင်းကမရှိဘူးအဲ့ဒါကို Guardiola ဘာလို့လဲဆိုတော့သူကတောက်တင်းတဲ့လူစင်းဆိုတာက first line ကတောက်တင်းတယ်ဒါပေမဲ့ second line ကအဲ့လိုမဟုတ်အဲ့တော့ second line ကိုဒီကောင်ကယုံကြည်ပြီးတော့နေရာပေးတဲ့အချိန်မှာဘာပြဿနာတက်လဲဆိုတော့ Man City ကဒီလိုမျိုးအနိုင်ယူတဲ့ပွဲတွေမှာမလိုအပ်ပဲ
ချွတ်ချော်သွားတာလို့တေးကြီးကျသွားတာလို့သိရမလားအဲ့ဒါကိုဂွာဒီယိုလာကမသိတာမဟုတ်သိတယ်ဒါပေမဲ့ဂွာဒီယိုလာကဖားလဲဆိုတော့ဂွာဒီယိုလာပဲလေနှုတ်ချင်တာလုပ်မယ်ဆိုတဲ့ပုံစံမျိုးသွားတာအဲ့ဒါကိုတော့ဘာမှတော့ပြောလို့မရအောင်ဒီဆန်နန်နဲ့ပွဲမှာတေးကျသွားတဲ့ effect ကပြောမယ်ဆိုရင်ကျွန်တော်တို့တော်တော်လေးကြီးတယ်နောက်ပိုင်းတွေမှာအမားခံလို့မရတဲ့အနေအထားကိုရောက်သွားတယ်သိလားမလားသူများမားတာကိုစောက်ပြီးတော့ဆော့အောင်မှာမဟုတ်ဘူးကိုယ့်လုပ်ကိုလုပ်နေရမှာဆိုပြီးကျွန်တော်အမြဲပြောသလိုမျိုးပဲအခုကကိုယ့်လုပ်ကိုမလုပ်နိုင်တဲ့ပြဿနာတက်လာတာအဲ့တော့ဂွာဒီယိုလာအနေနဲ့ကတော့ဒီပွဲကိုကျွန်တော်အမြင်ပြောမယ်ဆိုရင်ဂွာဒီယိုလာပောက်ကွဲလိမ့်မယ်ထင်တယ်မန်စီးတီးဂူးပြက်တောင်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်ချက်စီအနေနဲ့ကတော့ကစားသမားကောင်းတွေရှိတယ်နီးပြကောင်းလည်းပိုင်ဆိုင်လိုက်တယ်ကစားသမားတွေကလည်းလူငယ်တွေဒါပေမဲ့မကောင်းတာကပိုင်ရှင်တွေအဲ့တော့ချက်စီပိုင်ရှင်တွေအကြောင်းကိုတော့ချက်စီပရိသတ်တွေအများဆုံးသိမယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ပိုင်ရှင်တွေဆိုတော့ကျွန်တော်ဘယ်တုန်းကမှအမြင်မကြီးတဲ့တဲမှာပါတယ်ဒီကောင်တွေကပတ်စံပဲထိတ်ဆုံးထားတာအားကစားတွေအသင်းအောင်မြင်မှုတွေဘာတွေလောက်စိတ်ဝင်စားအောင်တကယ်အမေရိကန်ပိုင်ရှင်တွေကတော့တကယ်နှစ်ချီကိုငပိလုပ်ပြီးစားမယ်ဆိုတဲ့ကောင်တွေဒီကောင်တွေကနှစ်ချီကိုငပိလုပ်မှာမဟုတ်ဗျာဒီကောင်တွေကငပိမစားဘူးဒီကောင်တွေကနှစ်ချီကို cheese လုပ်ပြီးစားမယ်ကောင်တွေသိရမလားတကယ်နှစ်ချီတွေဒီကောင်တွေအဲ့တော့ဒီကောင်တွေလက်ထဲမှာအသင်းအောင်မြင်မှုဆိုတာကတော်တော်လေးခဲရင်တယ်ပြောမယ်ဆိုရင်တော်တော်လေးကန်ကောင်းလို့ပဲချက်စီအနေနဲ့ Club World Cup ရသွားတယ်နောက်ပြီးတော့ Conference League ရသွားတယ်လို့ပဲမြင်မိတယ်ကျန်တဲ့အပိုင်းတွေကတော့ကျွန်တော်သိပြီးတော့ချက်စီအနေနဲ့ထပ်ပြီးတော့ကန်ကောင်းလာမယ်ဆိုရင်တော့ဖလားတွေရရင်ရလာလိမ့်မယ်ဟိုဖလားကြီးကြီးတွေဥပမာ Premier League ကိုအရင်လိုမျိုးချက်စီက2နှစ်3နှစ်လောက်နားသွားလိုက်ဒုံးဆိုပြန်လာယူလိုက်တနေ့2နှစ်လောက်နားသွားလိုက်ဒုံးဆိုပြန်လာယူလိုက်အဲ့လိုမျိုးတော့ကျွန်တော်မမြင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအသင်းပိုင်ရှင်တွေရဲ့လုပ်ပုံလုပ်ဟန်ကပုံမကြောက်အဲ့တော့ဒီပွဲကိုကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ခဏကျွန်တော်ပြောခဲ့သလိုပဲချက်စီအနေနဲ့ကတော့ရှုံးမှုရဂိုင်းတော့ပိုများတယ်မန်စီးတီးအနေနဲ့ကတော့ဒီပွဲမှာပောက်ကွဲမယ်လို့မြင်မိတယ်အင်ကွင်းလည်းဖြစ်တယ်နောက်ပြီးတော့ဂွာဒီယိုလာကငမြောက်ငချောင်းမလုပ်ဘူးဆိုလို့ရှိရင်ကျင်းသေးတယ်ဒီပွဲကသုံးမရကိုရမယ်လို့ကျွန်တော်မြင်မိတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ခဲ့ပေးလို့ရပါတယ်နောက်ပြီးတော့ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာခြာရေးပေးရလို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်